ညီမမပြောနဲ့ဒီတခိုးကငါတို့အစိုးရရဲ့ဂုံးသိက္ခာကိုထိခိုက်ရယူကကျွန်တော်တို့နောက်တစ်ခါဒီလိုမဖြစ်အောင်ကြိုးစားပါမယ်အေးမင်းတို့အားလုံးဒီတခိုးမျိုးဖမ်းပေးရမယ်ဖမ်းမပေးနိုင်ရင်မင်းတို့အားလုံးကိုယာတို့ကချပြစ်ဟုတ်ကဲ့ပါကျွန်တော်တို့အများဆုံးမိအောင်ဖမ်းပေးပါမယ်လို့ကတိပေးပါတယ်ကောင်းပြီလှုပ်ဆက်ချက်ဆက်လို့ပါပြန်လာပြီကြာညိုရဲ့ပြဿနာတက်ကုန်အဲ့တော့မင်းလည်းသိရတာပြီးတော့ကြာညို့အဖေကဒီရွာမှာဩစာညောင်းတယ်ငါပြောနေတာဒီလိုကွာဖုန်းကြောင်းသားကြွားမှာမရှိတော့မကြာညို့လို့နေမှာလှုပ်ရှားကြည့်ပါတင်းငုတ်တော့နဲ့ပါနဲ့လှုပ်လာသေးတာပဲသူကဘာသာထူတာမို့လို့လေအေးကွာအရင်တော့ဟိုကောင်ငတူးရှိလို့ငါ့ကိုဂယုမစိုက်ပြင်မယ်အခုချိန်မှာငတူးလည်းမရှိတော့ဘူးဆိုတော့ငါဘက်ကိုလှည့်ရင်လှည့်လာနိုင်တယ်ဒါပေါ့ဟာပြည်ဒီမချိုင်ပါလေဘာဖြစ်လဲဖုန်းကြောင်းငတူပြန်ရောက်နေပြီကွာဟာငတူပြန်ရောက်နေတာဟာလားဟာဒီကောင်ကဘယ်ကနေဘယ်လိုရောက်လာတာတော့ငါဒီကောင်ဒီရွာနဲ့အပိမဲ့ထွက်သွားပြီလို့ငါထင်ထားတာဘယ်ကဘယ်လိုရောက်လာဆိုငါလည်းမသိဘူးကွာဒီကောင်ရောက်တဲ့လေမိကြညူဥမျိုးနေတာကွာငါမျက်စိနဲ့တက်မြင်ခဲ့တယ်ကွာဟာဒီကောင်မရှိတော့ဇလန်လေးစမယ်ကြံရုံးရှိသေးတယ်ကွာဒီကောင်ဘယ်ကနေဘယ်လိုရောက်လာလဲမသိဘူးကဲပြည်ဒီဒီကောင်ရောပြန်မလာရဲ့ငါတို့ရွှေညံတော်လေးနဲ့ကြံလိုက်အောင်ဒီဖုန်းကြောင်းသားမရှိတော့မှပြည်ဒီမင်းနဲ့ကြံတယ်မင်းဒီဆက်လာဟုတ်တယ်ဒီကောင်ဒီရွာအမြန်ဆုံးမောင်းထုတ်နိုင်အောင်လုပ်ပါမယ်ငတူမင်းကြက်တတိထားပြီဆိုရကြောင်နဲ့ငြိမ်းသွားလို့ဝမ်းသာမင်းမကြံသေးဘူးဗျာနောက်တစ်စခန်းထပြန်ပြီဒီတခိုးကြောင်ဘာများသတင်းကြားပြန်ပြီလဲတကြီးရဲ့အင်္ဂလိပ်မင်းအစိုးရအခွင့်အရေးကောက်ပြီးပြန်လာမှာဆိုရကြောင်နဲ့ကလမ်းဖြတ်တိုက်ပြီးတော့ရွာသူရွာသားတွေကိုဝင်ငှပေးတယ်လို့ကြားတာပဲဒီဆိုရကြောင်နဲ့ကမရှိစင်းရသားတွေအတွက်လှုပ်တာကောင်းတယ်ဆိုပေမဲ့ဒီမျက်နှာဖြူအစိုးရတွေကကြွက်မနိုင်ကြည်မီးနဲ့ရှို့ဆိုသလိုကျုပ်တို့အပေါ်ဖိနှိပ်ပြီးတော့အခွန်ငွေတွေတိုးကောင်မှစိုးရတယ်တကြီးရဲ့တိတ်သေးကြတာပေါ့ကိုရှိမရဲ့ဒီကောင်ကရာဇဝတ်အိုးဝင်မှဒုံးနဲ့သွားထုတ်တာဗျစစ်ပလိတွေကဝလုံးရှိနဲ့သိမ်းရရင်မဆိုင်တဲ့လူတွေပါထိကုန်မှာကျုပ်စိတ်ပူမိတာတခုရှိတယ်ဗျာဒီဆိုရကြောင်တဲ့ကကျွန်တော်တို့ရွာစပြီးမှုေသွားတာဆိုတော့အာနာပိုင်ကြီးကကျွန်တော်တို့ရွာကိုအရင်ဆုံးလာပြီးစစ်ဆေးမှာတော့တေးကြတယ်တကြီးရဲ့ဒါတော့ဘယ်တတ်နိုင်မလဲဗျာ
ဆိုရကြောင်နဲ့ဘသူပဲဝါဆိုတာတရွာလုံးကလည်းသိတာမဟုတ်ဘူးလေ စကားမဆက်ပြောရအောင်မယ်ဗျာဟိုဖုန်းကြီးเจ้าသားငတူးကလည်းရွာကနေပျောက်ပြောင်းနေတယ်တကြီး ဩဒီကောင်လေးကသူ့ဘဝရှိရေးအတွက်ရွာစဉ်လှည့်ပြီးတော့အလုပ်လုပ်နေတာပါအလုပ်မရှိတဲ့ခါလဲပြန်လာတာပဲလေ အေးဗျာသူတို့ကမတင်ကားတဲ့လူတွေကိုဆေးလားလုပ်နေရင်တကြီးပြောပြနိုင်အောင်လို့ကျွန်တော်ကပြောပြတာပါဒီကောင်လေးရိုးရိုးသားသားဆိုတာလဲကျွန်တော်သိပါတယ်ကဲတကြီးကျွန်တော်လည်းပြန်အောင်မယ်ဗျ ကောင်းပါပြီ ကဲဒီနောက်နည်းနည်းစိတ်ချပါကဲငါတို့ဒီမှာခဏနာအောင်ဒီအားဆိုတခြားမိတ်ဆက်ကောင်တွေကိုဆက်ပြီးတောင်းလာတယ်ဘယ်ရောက်တယ်သူကလက်နဲ့လူရစုလို့ပြန်တယ်ဒီတော့လည်းစိတ်ကြောက်ကြမှာလေညာကြီးอ่ะဒီနေ့ချက်မိတ်ဆောက်ကောင်ဘယ်တော့ပဲလူငင်ကလက်နေရများပါစေငါတို့စိတ်တဲ့ကိုလိုက်မမိပါဘူးကွာ ဟုတ်တာဟုတ်ခင်ဗျာကျွန်တော်ရဲပါမယ်ဒီနေချက်မိစ္ဆာတို့အသက်ရှိနေပြောလိုက်မယ်လို့တစ္ဆာမျိုးပဲကြတာအဲ့တော့ကျွန်တော်တွေဘလို့ခက်ခဲပဲရှိရှိတက်နဲ့ခံတာဒီနေချက်မိစ္ဆာတို့တော့လိုက်လိုက်ပါမယ် ကျောက်ကရဲဘော်တွေအားလုံးအတွက်စိတ်ကောင်းဖြစ်လို့ပြောပြ။ကျွန်တော်တို့ကူလို့စိတ်ထဲမကျသေးရတော့ကျုပ်လည်းတရေတွေတိုက်ဖို့ပဲလို့တို့ဆိုအောင်ခင်ဗျားတို့လိုတိုင်းပြည်နဲ့လူမျိုးတွေတက်ကိုဆွနေလို့ကျုပ်ဗန်ဒလန်နေကိုကျုပ်အကြောင်းမလို့ခင်ဗျားတို့နဲ့ကျုပ်လာမဲ့လာပြီးညကျွန်တော်ပြောပြဒီတောင်းစားကိုစောင့်မှာစိတ်မရှိဘူးဂျာရဲ့ခုလူမအောင်တော့မင်းထဲမှာရှင်အဲ့ကောင်တစ်ခါတည်းခေါ်လာခဲ့ပါငါတူးရှိလား ရှိဘူးမနေ့စောရက်ထွက်သွားပြီ ဟုတ်ဒါဆိုဒီကောင်ကဘယ်သွားတာတော့ ဟာမင်းတော်မင်းမြန်ထူတဲ့ကောင်ပဲမင်းကငတူးနဲ့ဘာရေးကြီးကိစ္စရှိလို့လဲဟမ် ဟုတ်ဒီလိုလေးပါဟိုကျွန်တော်ကလေငါတူးနဲ့အလုပ်လိုက်လုပ်ချင်လို့ပါပါရဲ့ ဟာမင်းပေါက်တက်ခဲ့ရတယ်ပြောမနေနဲ့မင်းလိုကောင်မျိုးနဲ့ငတူးကအလုပ်လုပ်မှာမဟုတ်ဘူးကဲသွားအေးစေးထွက်သွား ငါတူးကမနေ့ကခီးထွက်သွားတယ် အတိုင်ဘယ်လိုသွားလဲ ဖိုးရမပြောဘူးဟောက်တော့ဟောက်လို့လိုက်တယ်ဒီဖိုးရအသက်ကြီးမှနာကျင်နေပြီနဲ့တူတယ်ညငါတို့ဆိုင်သွားကြမယ်ဒီကောင်ရွာထဲကိုပြန်ရောက်လာတာနဲ့မင်းတို့ငါရှိကိုတည်င်းပို့ဖို့မင်းတို့ခေါင်းထဲမှာထည့်တာ တုတ်ကဒီနယ်မြေတောင်ဟိုခိုင်နေပါဟုတ်ကဲ့မရှိစင်းသားတွေကုညီနေတယ်ဆိုတော့ညတဲ့တုတ်ကြားပါ ကျုပ်လည်းတက်နိုင်တဲ့အစွမ်းလေးနဲ့ကူညီတော့ပါဗျာခင်ဗျားတို့လိုတိုင်းပြည်နဲ့လူမျိုးတို့အသက်ကိုဗလာနာမထားတဲ့လူတွေကိုဟိုကူညီရင်းနဲ့ကျုပ်လည်းတအားပါဝင်ခြင်းလို့ပါ သိကောင်းတော့ဆိုရကြောင်းနဲ့ခင်ဗျားလိုလူစွမ်းကောင်းတယောက်ကကျုပ်တို့နဲ့အတူပေါင်းပြီးတော့နေချက်မိစ္ဆာတို့တိုက်ထုတ်မယ်ဆိုတော့ကျုပ်တို့ကဝမ်းသာစရာဗောဗျ ဟုတ်ပါတယ်
ဟုတ်ကျုပ်တို့တော်လိုင်းသမားတွေကလည်းလေစောဝါကြောင်နဲ့အဆက်အသွယ်ရှိတယ်ဆိုတာသိလို့အားလုံးကဝမ်းသာနေကြတာဗျဟုတ်ကျုပ်တို့ကိုလည်းလိုအပ်တာလေးရှိရင်ကူညီပါဦးဗျာနော်ကဲဒီမှာကျုပ်တို့ပြည်သူတွေစီကဂုတ်သွေးစုပ်ပြီးအမျက်ယူထားတဲ့ငွေတွေကိုကျုပ်ပြန်ယူလာခဲ့တယ်ခင်ဗျားတို့တော်လိုင်းသမားတွေအတွက်ရိတ်ခါနဲ့လက်နက်တွေဝယ်ပါကျုပ်အခါခွင့်သိရင်လည်းခင်ဗျားတို့ဆက်သွယ်ပါဦးမယ်ကဲကျုပ်သွားပြီဒီကောင်တော်တော့ပြီအဆောက်နဲ့အများကြီးချထားတာတော့ငါ့ကိုရောက်ဝေခိုးကောင်းနေတယ်ဆိုတော့ဒီကောင်ပါကောင်လေဒီကောင်ပါကောင်လေမင်းရေကွာကျွန်တော်လည်းမသိပါဘူးခင်ဗျာမင်းတို့သိရပါရှိလို့ဒီတကောမင်းတို့ဖမ်းမှာဆိုတော့လေမင်းတို့တယောက်မှအသုံးမကြောက် သူ့ဒီတိုင်းဖောက်လို့မလွယ်ပါဘူးခင်ဗျာအေးမင်းတို့မဖမ်းနိုင်ဘူးဆိုရင်လေငါကိုယ်တိုင်ဖမ်းပြမယ်ဒီတကောကိုဖမ်းလို့မလို့ဆိုတာငါလည်းသိတယ်ဒါကြောင့်သူ့ကိုဖမ်းမိဖို့တဲ့သူဘယ်သူဘယ်ဝါလဲဆိုတော့သိဖို့ဒီတစ်ခေါက်ပြန်လာတာမြန်လိုက်လား ဟုတ်တယ်ဗျဟုတ်အရေးကြီးတဲ့စကားအပေါ့ပြောဆက်ရှိလို့ ဘာမြန်တော့ ဒီလိုဗျအဲ့ဒါကျုပ်လက်ကြံရမရတာနဲ့ကျုပ်တို့ရွာဘက်ကိုအကူကြီးတောင်းဆိုပြီးလွတ်လိုက်တယ်ဗျသူမကြခင်ကျုပ်တို့ရွာရောက်လာမှာပဲ အေးလေရောက်လာတော့လေအခြေအနေကကူညီတင်တော့ကွာဟုတ်လားအေးဒါမှမဟုတ်မင်းမှတ်ထားဘူးခြေနဲ့ချောင်းနဲ့မကဲနဲ့သူ့လှေမျိုးနဲ့မဆဲနဲ့တဲ့နော်အဲ့စကားကိုတော့မင်းကောင်းတယ်မှာမြဲမြဲမှတ်ထားကဲမိဆယ်မိနောက်ပိုင်းမှာပြတ်တာရှုပ်တတ်တယ် ဟုတ်ကဲ့ပါနောက်ဆိုကျုပ်ဆင်းနေပါမယ်အခုဟာဒီကလေးမလေးကြီးကတော်တော်ကိုဒုက္ခရောက်နေလို့ပါဟေးပါကဲပါအဲ့ဆိုရင်ကျုပ်သွားလိုက်ပါမယ်ကျုပ်တရက်နေ့နေမှပြန်လာခဲ့မယ်နော်ပါအေးတတိဝရီရတော့ထားနော် ဟုတ်ကဲ့ပါ
ကလေးမရောက်ကြတဲ့တငူရဲငုံနေတာဘာဖြစ်လာလဲဆိုရင်ပြောဦးနေ အမလေးဖေစမကိုဘာဖြစ်လာလဲမင်းနေကြစမဘလို့ဖြစ်ရမှာလဲဖေ ဟာမေးကမှပိုဆိုးနေပြန်ပြီကဲနင်းတဲ့ဘာမှမေးကြည့်ကြသမောဟုတ် ငါမျိုးရွေးမနေနဲ့လေဟာဟိုနင်ဘာဖြစ်လာတယ်ဆိုတာလူကြီးတွေပြောပြမှာလူကြီးတွေကဘာလုပ်ပေးရမလဲဆိုတာစဉ်းစားလို့ရမှာပေါ့ ဟုတ်သားပဲကလေးမရဲ့ဥတို့ကြောင့်ဘာမှကြောက်စရာမရှိဘူးဖြစ်လာတာအမှန်တိုင်းပြောတယ်ဟုတ်တယ်ကလေးမရဲ့ကလေးမဘာဖြစ်လာတယ်ဆိုတာပြောပြမှဥတို့ကလည်းသိရမှာပေါ့ စမညောင်စုရွာပါရွာမှာစပလိတ်တရားလေးမိကပြိုတွေကိုလိုက်ပြီးဖြတ်စည်းနေလို့အဖေနဲ့ကျမနဲ့ကြောက်ပြီးတော့ထွက်ပြေးလာကဲဆိုးချင်တော့လက်မတပြိုင်နဲ့တိုးပြီးတော့အဖေကဆုံးသွားပြီးတော့ရှိနေငွေနဲ့လောက်လာစားရတယ်ကုန်သွားပြီကျမဖေလည်းတည်သွားပြီ မင်းကလေးကိုလူစိုးတွေဖန်ခုံတော့လို့တော်သေးတာမို့ ကျမကိုညနေဖုန်းဆက်တဲ့လူကကယ်လိုက်တာပါရှင် ဟင်ညနေဖုန်းဆိုနေဆိုရင်စောရကြောင်နေများဖြစ်နေမလားလို့ အဲ့တော့ကျမလည်းမသိပါဘူးရှင်ကျမတို့ကဒီရောသွားပြီးကုညီတောင်းလိုက်ပါဆိုလို့ကျမဒီရောလာခဲ့တာပါအခုလေကျမမနေစရာအောင်စားစရာအောင်မရှိတော့ပါဘူးအဖေတို့မကဲကျမဖေးတော့ကိုလိုက်တော့ပါမယ်အဖေသမီးဖေးတော့ကိုလိုက်တော့မယ်ဖေး မကြံကောင်းမစီရကွယ်ကဲဒီကိစ္စကိုခင်ဗျားတို့လည်းအကြံဉာဏ်လေးပါပြီးကြအောင် ဒီကလေးမရဲ့အဖြစ်ကဒီရွာကမှမကင်မဖြစ်တော့တဲ့အခြေအနေပဲဗျဒီကလေးမဒီရွာမှာနေမယ်ဆိုရင်တော့တေအင်ကခေါ်ထားမှဖြစ်မယ် ဟုတ်တယ် ကျုပ်စဉ်းစားမိတာတခုတော့ရှိတယ်ဗျာကျုပ်မှလည်းသမီးလေးကြာညိုရှိနေတာဆိုတော့ကျုပ်အိမ်မှာခေါ်ထားရင်ကောင်းမလားလို့ ကောင်းတာပါဖေတမီးအဖော်ရတာပေါ့ ဟဲ့ကလေးမ ကျမလည်းပဲခင်တော့ပါတဲ့ကြီး အော်ခင်တော့ပြီအခုပြောတာကြားတယ်နော်ဟိုဥရွှေမှာသူ့အိမ်မှာခေါ်ထားမယ်တဲ့ ဟုတ်ကဲ့ပါတဲ့ကြီးဟိုတကြီးတို့ကောင်းတယ်လို့လားကြည့်ပြီးစီစပါကျမရဲ့အတွက်ကောင်းလေနေစရာလေးစားစရာရတော့ပါပဲ ကိုတို့အချိန်ရလာရင်ခင်တုံချောင်ပြောပြမလို့ ဘယ်ကခင်တော့လဲကြာညို ခင်တုံဆိုတာညောင်စုရွာကလေကိုတို့ရဲ့ညောင်စုရွာမှာပလိတ်တွေဒုက္ခပေးမှစိုးလို့ဆိုပြီးတော့သူနဲ့သူ့အဖေကထွက်ပြေးလာတာလမ်းမှာဓမြတွေကသူ့အဖေကိုတတ်လိုက်ပြီးတော့သူကကံကောင်းကျင်တော့စိုးကကြောင်နဲ့ရောက်လာပြီးတော့သူ့ကိုကယ်လိုက်တာတဲ့အခုဒီရွာကိုရောက်လာတော့လေခင်တုံကြာညိုတို့ကပဲခေါ်ထားလိုက်ရတာ တာရုပါဗျာတာရုပါသူများတွေဒုက္ခရောက်လို့ကူညီတယ်ဆိုတာဘုံမြတ်တဲ့အလုပ်ပါငါကြောက်လဲဘယ်သူမှကဲမဲ့ကူမဲ့သူမရှိပါဘူးကြာညိုရဲ့ ကိုတို့ကဘယ်လိုဒုက္ခမျိုးနဲ့ကြုံနေရလို့လဲကဲဒုက္ခကြုံနေရဲဆိုတော့ကြာညွှန်ဆွားကြောင်နဲ့လိုက်ရှာပြီးပြောပြမယ် ငါဒုက္ခဆောရကြောင်လည်းမကယ်နိုင်ပါဘူး ဆွားကြောင်နဲ့ကဲနိုင်မှုဆိုရင်တော့ဒုက္ခဘယ်လို ချစ်ဒုက္ခဟာချစ်ဒုက္ခ ဒုက္ခဘာလဲကြမ်းကြမ်းဖန်ဖန် ဟုတ်တယ်ငါကောင်းမလေးတယောက်ကိုချစ်နေလားလို့ဒါပေမဲ့သူနဲ့ငါနဲ့ကဘုန်းနဲ့မြင်လို့ဆင်းရဲသွားတော့ကိုယ်ပြောဖို့ခက်ပြီးတော့ငါတယောက်တည်းကြည့်ပြီးခံစားနေရချစ်ဒုက္ခ အလုပ်ရှာရင်တွေ့ကြရတာဘာဖြစ်လို့လဲကြောင်သိကြတယ် သူကကောင်းရွာပဲဟာ ဒီကောင်ကအခုလေကြောင်ကိုတို့မပြောဘူးဆိုလို့ရှိရင်ကြာရင်ခေါ်ပဲနေမှာနော် ခေါ်ပဲတော့ အဲ့ဒီကတော့ပေါ်လာတယ်
ဆုံးငါ့ကိုချစ်တယ်ပေါ့နော်ဟုတ်ပြောနေကြတယ်ငါ့ကိုချစ်တယ်ပေါ့နော်ဝမ်းသာကြတယ်ဝမ်းသာပဲလားဟဲ့ပေးထားဟိုငါတို့မင်းအရေးကြီးတဲ့ကိစ္စပြောကြရှိလို့ ဟုတ်တယ်ဘာလဲကွာဒီမှာကြာညိုလေးနောက်ဘလို့ကန့်ရင်ကောင်းမလဲလို့စဉ်းစားနေတာမလို့ပါလေ စဉ်းစားမနေနဲ့ဘာမှစဉ်းစားမနေကြာညိုလေးကိုဖုံးကြောင်သားငတူလက်ဦးသွားပြီဗျာ ဘာငတူတထောင်းစားလက်ဦးသွားပြီဟုတ်လား ဟုတ်တယ် ဖြစ်နိုင်ပါမလားကွာဟိုကြာညိုလေးဒီလိုကောင်းမျိုးပြစ်ချစ်ပါမလား ပြန်ချစ်ပါမလားလုံမနေနဲ့ငါတို့ဟောဒီမျက်စိရင်းနဲ့ကိုယ်တိုင်တွေးခဲ့တာပေးသည်မင်းဘာဆက်လို့မလဲငကိုကလေးကမှကြာညိုလေးနောက်ကက်ရခတ်နေရကြတယ်အခုတော့ပိုဆိုးသွားပြီ နေဦးကွာကြာညိုလေးကငနှုံငအမှမဟုတ်လားဒီဖုံးကြောင်သားငတူကိုကြာညိုလေးဘာကြောင့်ပြန်ကြိုက်တယ်ဆိုတာသူတို့မှအကြောင်းကိစ္စတစ်ခုရှိလို့ဖြစ်ရမယ်ဧကနာဖုံးကြောင်သားငတူကစောရကြောင်နှများဖြစ်နေလို့ပြန်ကြိုက်ရတာမသိဘူးနော် ဟဲ့ကြောင်ရဲ့ငါလုံးရင်တေတော့မယ်လက်တိတလုံးအောင်ဖျောက်အောင်မထိုးတဲ့ကောင်မှာစောင်းဝါကြောင်လို့အစွမ်းစားဘယ်လိုလုပ်ရမှာလဲအယူရဲ့ သိဘူးလေ အဲ့ဒီချက်ရဲ့လေဟိုကြော်ကြကြောင်နဲ့ကြားသွားရင်သူ့ကိုယ်သူတက်သိနေဦးမယ်ဟိုဖုန်းကြောင်နဲ့ကြောင်နဲ့အဝေးပါအဝေးချက်ရမင်းလေ ဟာဒါဆိုရင်ကြာညိုလေးကဖုံးကြောင်မှာစွန့်ညံကွန်းညံကက်စားနေတဲ့ကောင်ဘာဖြစ်လို့ပြန်ကြရတာတော့ အဲ့တော့အားလုံးမသိဘူးကွာဟိုဘာဖြစ်အခုဟိုငတူးကဟိုပေတီရဲ့နံပါတ်1အဓိကရန်သူဖြစ်သွားပြီ ဟုတ်တယ် အဲ့တော့ကြောင့်ပေတီငတူးကိုဒီတိုင်းလှုပ်ထားလို့မဖြစ်ဘူးနော်မဖြစ်ဘူးအဲ့စဉ်းစား ဟုတ်ပြီဒီဖုံရင်ကြောင်သားဝဲစားစောရကြောင်သားဟုတ်မဟုတ်ငါတို့ကဟုတ်ပါတယ်လို့လက်ညှိုးထိုးတိုင်လိုက်ရင်စုငွေလည်းအများကြီးရမယ်ဒီကောင်လည်းအလိုအလျောက်ပျောက်သွားတာပေါ့ကွာ ပေတီဟိုတရားစဉ်းစားအောင်နော်တော်ကြလိန်တန်နေဆိုပြီးအမှုကငါတို့ပဲပြန်ပတ်မှာငါတို့ပြေးပေါင်မနေကုန်မယ် ဟဲ့အောင်ပေသေးပါမပိုင်ရင်ချစ်မရိုက်ဘူးမင်းတို့သိပါတယ် ဒီအဲ့လို ဂျာရဲ့ပါသေးလား ဝင်းချုပ် မင်းတို့အရက်မင်းနေတာ ပြည်ရဆိုရအရက်ဆိုရက်လို့ပူပူလေးပြောပေါ့ပါလေပါလေရမမတူဝင်းချုပ်ရပြောမှမမရှိစင်ရတဲ့ဘက်ကရက်တည်နေတဲ့လူစားကောက်တယောက်ပေါ့ လူစမ်းတော့သူခင်တော့လို့ကြားတာတော့လေသူကတထေးအိမ်တွေကိုပဲလိုက်ပြီးတော့ခိုးနေတခိုးဆို ဟိုတတိယအိမ်တွေကိုခိုးရဲဆိုပေမဲ့တတိယအိမ်တိုင်းကိုခိုးပါဘူးမရှိစင်ရသားတွေကိုမတရားအနိုင်ကျင့်တတ်တဲ့ချစ်တီးအိမ်တွေရဲ့ကိုချင်းစာစိတ်မရှိတဲ့တတိယအိမ်တွေကိုရွေးခိုးတာ အဲ့လူကဟိုသူခိုးလို့ရတဲ့မွေရန်တာတော့အဲ့မရှိစင်တာတော့ပြန်ပြီးဝယ်ပြီးလို့ဆိုတော့ဟုတ်ရဲ့ကြ ဟုတ်တယ်ခင်ဗျကြောင်ကျော်တရားလုံးသူ့ကြောင်သိပါတယ်ဒါပေမဲ့သူအခုဘယ်ရောက်သွားလဲမသိဘူးရွာလုံးဝပြန်မလာတော့ ခင်တော့စိတ်ထဲမှာလေမရှင်းတာတခုရှိရဲ့ဟိုစောရကြောင်ကခင်တော့ဘာဖြစ်လို့ဒီရွာကိုလွှတ်လိုက်တယ်လဲပြီးတော့စောရကြောင်ကဒီရွာသားများဖြစ်နေတာမသိဘူးနော် တွေးမှတွေးတတ်ပြီခင်တုံးရဲ့စောရကြောင်တဲ့လူစွမ်းကောင်းမျိုးပါလေဒီရွာတယ်မဟုတ်ဒီတစ်နယ်လုံးငါတော့ရှိမယ်တော့မထင် ခင်တော့ရဲ့စိတ်ထဲမှာလေစောရကြောင်ကဒီရွာကပဲလို့ဆိုနေသေးတာဟိုစကားမဆက်လေဟိုဒီရွာမှာပျောက်သွားတဲ့သူတွေပါညာမရှိဘူး မရှိပါဘူး။အနေနဲ့လည်းဟိုစိတ်ထဲမှာဆွလန့်ထားမနေပါနဲ့။စောကြောင်နဲ့တော့ဒီရွာသားဆိုတယောက်မဟုတ်တယောက်သိမှာပေါ့ဟာ။ငါတို့ကလည်းပါစက်ညင်နေပါပေါ့။တနေ့လုံးရှောက်ကြွားပြ။
ခမအသားမနာခြင်းဘူးဆိုရင်အမှန်တိုင်းဝန်ခံပါ ငါဘာလို့အမှန်တိုင်းဝယ်ကားပါလဲငါတူရွာပျောက်သွားတယ်ဆိုတာသူ့ဝမ်းရည်အတွက်နေလှည့်ပြီးတော့ရရလုပ်ကိုရှာလုပ်နေတာကွာ ရသောမေအဲ့အဖိုးကြီးညာနေတာဖုန်းကြောင့်ငါတူစောရကြောင်နဲ့ဆိုတာကျုပ်တော့ထသိတာမဟုတ်ဒီကောင်လေးလည်းသိဟုတ်တယ်ရသောမေဖုန်းကြောင့်ငါတူကစောရကြောင်နဲ့အစ်စ်ပါဗျ အဖိုးကြီးဒီလောက်တက်သေးတွေခိုင်လုံရှိတာတော့ကြောက်ကိုညာခြင်းသေးတယ်ဟုတ်လားဟာဟဲ့မောင်ဒီမင်းတို့ကိုရွာသားချင်းချင်းကိုဘာလို့တော်တူရတာလဲကွာဟမ်မတူအဆွာကြောင်လည်းမဟုတ်ဘူးမဟုတ်ဘူးကွာ မလုပ်ပါနဲ့ရှင်တော်ပါတော့ကိုတူကစောရကြောင်နဲ့မဟုတ်ပါဘူးရှင်ဟုတ်တကယ်လို့မယုံဘူးဆိုလို့ရှိရင်လေကျမကိုယ်တိုင်ကိုတူကိုမတွေ့အောင်ရှာပြီးတော့ခေါ်ခဲ့ပါမယ်အဖေတို့ဆက်မရိုက်ပါနဲ့ရှင်တောင်းပန်ပါတယ်ရှင် ဒါဆိုလဲတော့ခေါ်ခဲ့လေအဲ့တဘောပါမလားရဲ့နေတော့မှဖတ်ချင် ။အဲ့သမီးဘယ်နဲ့ဓာတ်ကိုရလက်ဝင်ရှိွားတာလဲလို့ပြောကြမောင်တူးမမင်းသမီးကိုဖားခံနေရမှာပေါ့ ဟုတ်သားပဲကလေးမကြီးကိုနေလည်းမဆိုင်ဘူးဘာလို့ဝင်ပြောရလဲဟာငါတို့ဆိုအိုက်ကောင်ပဲဖတ်တာဟာဟဲ့ဟဲ့ဟဲ့အခုကြောက်လိုက်ဘာလို့လုပ်ပဲဟုတ်ပါတယ်ရစိုးမေဥလုံးမောတက်လေကြည့်ပါဗျာလွတ်ပြရတာကျုပ်တောင်းယူပါ ကြီးတောင်းလေးရောက် နေပါကျွန်တော်ဘာလို့လဲဖမ်းတယ်မင်းကိုစောရကြောင်နဲ့ဟန်ဆောင်ပြီးလက်ခိုးရမှုနဲ့ဖမ်းတာကျွန်တော်ဘာဆွဲစားမှမရှိဘူးဗျာဟဲ့မင်းအခုမှကြောက်ချင်အောင်ဆောင်မင်းစောရကြောင်နဲ့တခုတ်တော့ငါတို့မသိမှမှန်းနေဖေးမင်းတော်တော်ရုံပါလားပဲကွာ ကဲအားလုံးတော်ကြတော့ကောင်းဝင်ခံလာတဲ့ဆေးရကဲတော်သားလေးပြန်လို့ရပြီ ငါတော့မထင်ပါဘူးဟာအဲ့ဒီစစ်ပလက်ကအကျင့်ကောင်းတာမဟုတ်ဘူးဟာသူတို့အပြစ်လို့အောင်လို့တွေ့ရသူတရားခံဆိုပြီးတော့ဆွဲထဲမှာပဲဒီကြားတဲ့ပေသီးတို့ကမတရားဆွဆွဲနေတော့ပို့ဆိုးတော့ငါလေးသူတို့လှုပ်ချင်တာလက်ကိုရားနေရပဲနေရလဲဒီရုပ်တမကောင်လေးပြောတာနေရပါယုံနေရလားသူတို့ကကိုတို့မနာလို့မတရားဆွဆွဲနေတာဟာကိုတို့အဘလူမလို့ဆိုတာလူရိုးလူအေးဆိုတာတရားလုံးသိသမီးကြံတယ်လောလောဆယ်မောင်တူကိုစောရကြောင်နဲ့မဟုတ်ဘူးလို့တော့ဒီစစ်ပလိတွေကလက်ခံမှာဒါပေမဲ့တရားကိုနှက်ဆောင်နေတယ်သမီး
မောင်တူးမှာကလည်းအတိတ်ကဝကျွေးတွေကြောင့်ပေါ့ကွယ်အခုလိုမတရားဖမ်းဆီးချုံအောင်ခံရတယ်လို့ပဲသမီးလေးမှတ်လိုက်ပါဘာမှသမီးလေးစိတ်မပူပါနော် 都什么？都什么？以前啊，交流啊，这种钱也高啥的，高啊，这交流个钱也，俩一起的，高，俺们高，我有太有妹妹，哎，是吧？是哪叫的？ကျွန်တော်ကောမစကားစောကကျွန်တော်ဟုတ်ပါတယ်လို့ထောက်လောက်ကျွန်တော်စစ်ပြီနော် မင်းစိတ်ကြိုက်စစ်ပြီတော့ပါရေးကြည့်တာဒီတခိုးပါဇက်ကဟုတ်ပါတယ်လို့ဝန်ခံလာဖို့ပဲ အာစိတ်ချသားမှာရဆုံးမင်းอ่ะစိတ်ချသားမှာကျွန်တော်မထွက်ထောင်စစ်ပြီမယ်သုံးစားပါခင်ဗျသုံးစားပါ ဘာဖြစ်လို့အဲ့တော့ခေါင်းမာနေရလဲကွာဟုတ်ပါတယ်ဆိုတဲ့စကားလေးတော့ဘယ်တော့မှရနေကောင်းလားဒီကောင်ကလေးလေးထိုးလို့ရမှာစီကတိုက်ဝယ်မခံဘူးလား ဘာဖြစ်နေလဲကွာစုံညံနေပဲကျွန်တော်တက်နေမရှိတော့ဘူးဆက်ဟာမင်းတို့တော်တော်အသုံးမချတဲ့ကောင်တွေပဲကွာဟာငါတက်နေလည်းမရှိတော့ဟာဟဲ့အောင်နေရှာကြသမောင်းကွာဟဲ့အောင်နေရှာကြသမောင်းကွာ
မတတ်ပါဘူးဟုတ်စောရဟာညံ့ညံ့我别弄不来，你要拉着我，别弄不来。啊，别让这么跑。အဖရှိရတရားတွေကမနေ့တော့ကတော့လူမြင်လို့မကောင်းဘူးအများကြီးပဲနော်အခုကြောက်လဲမရှိသလောက်ပဲဗျာအဲ့ဒါကူမင်းကိုလိမ့်ပြီးတဲ့စီးမရင်တကူပေါ့ဒီကောင်တွေနှိမ့်စစ်တာတော့ကွာဘရွေးစိတ်ကြိုက်တယ်လို့ပဲရှိတယ်ဘာလဲကျုပ်လည်းမနာပါဘူးဗျာဒါပေမဲ့ရုပ်တည်ရှိအောင်ဆိုပြီးတော့သူတို့ရှိမှတေမတက်ခံစားပြတာပေါ့အာဟာငါလည်းလေအခုပဲတက်ထွက်တော့မလို့လုတ်ပြတာဟောဒီကြားထဲမှာလေကြာညူလေးအတင်းပြေးဝင်တာအာ तू အနေပြင်းမကိစ္စတော့ तू မတွေးဘူးကွာတော်တော်လေးစားစရာကောင်းတယ်ခလီမလေးပဲကွာဟုတ်တယ်ဗျာဟာကြာညူတော့ပါလားလာခင်တုံနဲ့ပါလာတော့တိုင်ရောက်ပါကိုတို့မျက်နှာမှာတရားရည်နဲ့ပါလားတော်တော်ရက်ဆက်တဲ့ကောင်ကြီးငါတူးတန်ရလေဟိုမျက်နှာဖြူပလိတွေနှိပ်ဆက်တာတဲ့ဟိုပေသီးတို့အုပ်စုဝိုင်းပြီးတော့နှိပ်ဆက်လို့ရတာတန်ရလေသမီးရဲ့အဲ့ပေသီးဆိုတဲ့အကောင်လေအရှင်လက်လက်အရေကုန်စုပ်ပစ်ချင်တာကိုတူးကိုမဲမှာဆိုလို့စိတ်လျှော့ထားတာကျမလည်းမနေ့ကအဘတို့နှိပ်ဆက်ခံရတာကိုကြည့်ပြီးစိတ်မကောင်းနေဖြစ်နေတာအော်ကိုတူးသူကလေကြာညိုတို့ခေါ်ထားတဲ့ခင်သုံးဆိုတာပေါ့ကျမတို့လည်းလေဟိုစားကြောင်တာပဲကဲခဲ့တာဟုတ်ကဲ့ဟိုကြာညိုပြပြတာလို့သိထားပြီးပါပြီဟုတ်ကဲ့ဟိုကလေးမတို့စကားပြောကြအောင်နော်ဟိုဘာဟိုဆရာတော်ဝေယဝဲစာတွေတွားလုပ်လိုက်အောင်ဟုတ်ကဲ့ညဆောရကြောင်ကရောက်လာပြီပလိတ်တရဲ့တနက်ကိုယူသွားတယ်ဆိုတော့ကိုတူကဆောရကြောင်ကိုတွေးလိုက်ရမှာပေါ့နော်မတွေးလိုက်ရပါဘူးဟာငါ့ကိုလေဟိုပီသီးတို့အုပ်စုကနှိမ့်ဆက်ထားတာဆိုတော့ငါသတိမေ့နေတာဟာဆောရကြောင်နဲ့ကိုမတွေးလိုက်ရတာတွေးမိတယ်ငါစိတ်မကောင်းဘူးဟာခင်ဗျဆောရကြောင်နဲ့ကိုအရန်စိတ်ဝင်စားနေရဆိုတော့ကြိုက်နေလို့လားဟာမဟုတ်ပါဘူးဟာ तू ကငါ့ရဲ့ကျေးဇူးရှင်ဆိုတော့ထပ်တွေးခွင့်ရလို့ရှင်တွေ့ကြလို့မေးနေရပါဟာငါ့ကိုလေစစ်ပလိတ်တွေလက်ထက်ကနေပြီးတော့ဆောရကြောင်နဲ့ကပဲကဲခဲ့တာအဲ့တော့ဆောရကြောင်နဲ့ကလည်းငါ့ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီငါတန်ရာကြီးပြောက်တဲ့အချိန်ကြမှာပဲဆောရကြောင်နဲ့ဘယ်မှာရှိလဲဆိုတော့လိုက်ဆုံတန်းလိုက်အောင်မယ်ဒါဖြင့်ကိုတူဆောရကြောင်နဲ့ကိုတွေးလို့ရှိရင်လေသူကဲခဲ့တဲ့ခင်သုံးကလည်းသူ့ကိုတိတ်တွေ့ခြင်းပါတယ်လို့သတင်းစကားပြောပြနော်စိတ်ချကိုတူခင်သုံးလို့ပြန်တော့မယ်နော်ဟိုပေသီးတို့လည်းတတိထောင်းတော့အော်ကိုတူစားရကြောင်နဲ့တွေ့လို့ရှိရင်ခင်သုံးကိုပြောဖို့လည်းမမေ့နိုင်ဘူးနော်အေးဟိုလိုက်ပုံမယ်လေအော်နေပါဒဏ်ရာတွေနဲ့ဥစ္စာတောင်းပြီနော်အားလည်းကွာဘယ်လိုလဲစောစီမအေးမွားထားတယ်အေးဘောတော့လုံးနေတယ်ဟိုကမတူကိုပလိတ်တက်လို့ပေးလိုက်ဟာမတူတော့သွားပြီလားဘာဖြစ်လို့ပြန်လို့ပေးလိုက်တာတော့ဟိုညသူတို့ပြောတခါတည်းဖမ်းသွားမယ်ဆိုဟုတ်တယ်ညဆောရကြောင်နဲ့ရောက်လာပြီလွတ်ခိုင်းလို့လွတ်ပေးတယ်လို့ပြောတာပဲကွာဟုတ်တယ်ကွာစောရကြောင်နဲ့ပလိတ်တွေလက်နဲ့တွေအကုန်ယူသွားတယ်လေကွာဟာဒုက္ခပါပဲကွာဟိုဒါငါတို့ဘက်ကိုလှည့်လိုက်ဘယ်လိုလုပ်ကြမလဲဝိုင်းစစ်သားပေးကြပါဦးကွာဟုတ်ပြီမတူကလည်းငါတို့နာနေမှာငါတို့အရင်တက်ကိုရှင်းလိုက်ဟာ
ဖြစ်ပါမလားကြီးอ่ะတော့ဒါစောရကြောင်နဲ့တွေ့ငါတို့ဒုက္ခရောက်နေပါဦးမယ်မကြောက်တဲ့ထမင်းဝစ်ထားရင်စောရကြောင်ကငတူးတော့ကောင်းတစ်ချိန်လို့စောက်ကြည့်နေနိုင်ပါ့ကြောက်တယ်ဖြစ်ချင်ဖေးပြန်လာမှအကျိုးကြောင့်ဖြစ်နေနော်ဒီကနေ့မင်းတို့တော်ညံ့တဲ့ကောင်တွေပဲမင်းတို့ရဲ့လက်နဲ့တွေပါသွားတာတော့မသိဘူးဆိုတော့မင်းတို့တစ်ဖွဲ့လုံးတတ်ပြီးဖို့ကောင်းတယ် ဒီတစ်ခါတော့ခွင့်လို့ပေးပါနောက်ဒီလိုမဖြစ်စေရပါဘူးလို့ကတိပေးပါတယ် ဒါပထမဆုံးအချိန်နဲ့နောက်ဆုံးချိန်ဖြစ်ပါသည်တခြားလူကမေးလာရင်လေမင်းတို့ရဲ့လက်နဲ့တွေကိုသခိုးများတဲ့အနေနဲ့ပြည့်တဲ့လာလို့ပြောဒါမှမင်းတို့အသုံးမကြတာတွေကိုလူတွေမသိမှာဟုတ်ကဲ့ပါနေဦးမင်းတို့ပြန်လွှဲတဲ့တရားခံကသခိုးမဟုတ်ဆိုတာသိကြလား သိကြပါတယ်ဒီတရားခံကတစ်ချိန်လုံးထိထုံးခတ်လဲရှိနေပါတယ်သူလုံးဝမဖြစ်နိုင်ဘူးဆိုတာသိကြပါတယ် နောက်ကိုငါအမေများပဲဒီတကုတ်ကိစ္စကိုဘာမှမလုပ်နဲ့ဒီတခိုးဖမ်းမိဖို့အတွက်ငါကိုယ်နဲ့စီစဉ်မယ် ဟုတ်ကဲ့ပါမြင်ပါမယ်ဒီဖြစ်ချင်တဲ့ဇာနာတိုင်းအစွမ်းထက်လာလုံတိုင်းဖြစ်နေပြီဆိုမင်းဘဝအတွက်အန္တရာယ်ပိုများလာမှာဘာစိတ်မကောင်း ဘာလဲဘာစိတ်မကောင်းရရှိလဲအခုဆိုရင်အမရဲ့စိတ်ဓာတ်တော့ကျုပ်ကဒုက္ခရောက်နေတဲ့သူတွေကိုလည်းမြင်ရပြီနေချက်မိစ္ဆာကောင်းတွေကိုလည်းတွန်းလာတိုက်ပြီးဖို့ပဲပေါလို့ပဲရပြီအခုချိန်မှာကျုပ်တယောက်တွေအလိုအန်နေမှုနဲ့ပဲကျုပ်အများကျိုးဆောင်ရွက်နိုင်လို့ကျုပ်ဝမ်းသာနေပါရဲ့ပြီးတော့ကျုပ်ဘဝကိုမြင့်တင်ပေးခဲ့တဲ့အမရဲ့ကျေးဇူးကိုလည်းကျုပ်တည်တဲ့အထိမမေ့ပါဘူးပါရဲ့ခေပါကျုပ်ကိုတော့ဝင်ပြုလို့ လာကြီးတစ်ယောက်မှာကလုံးတီစုမကြီးပဲမေးမသိရမခစွာနေတိုင်းပြည်နဲ့လူမျိုးတွေဆွမ်းဆွမ်းတမထမ်းဆောင်နိုင်ပါစေဗျာထမ်းဆောင်နိုင်ပါစေ ပြည့်ရဲ့ဆုနဲ့ပြည့်ပါစေပါဘာအဆူတော့တော့ ဟဲ့ကွယ် ရောက်နေကြတယ်ဒီလိုလာတဲ့လမ်းမှာပြောဟိုနဲ့ချက်ပိတ်ဆောင်ကောင်တွေတွေ့လို့အရှောင်ပြီးတော့ထွက်လာတယ်နင်းနောက်ကျသွား ပေးစားမရှိပါဘူးခင်ဗျားတို့လည်းနေနေပါရေးချင်ကဲရောက်ကျုပ်ရလာတဲ့လက်နဲ့ကျုပ်တို့တွေရေးကြည့်လိုနေတဲ့လက်နဲ့တွေယူလာပေးတဲ့အတွက်ကျေးဇူးတင်စကားတော့ဘလို့ပြောမှမသိတော့ဘူးဗျာ ရပါတယ်ဗျာဟိုကျုပ်ကိုဒီလက်နဲ့လေးလောက်နေတော့ကျေးဇူးတင်ကြမလို့ပါကျုပ်ကခင်ဗျားတို့တစ်ဖက်တစ်လမ်းနေကူညီခွင့်ရလို့ကိုဝမ်းသာကုန်ယူမိနေတာပါ ဟုတ်ကဲ့ပါဗျာဒါပေမဲ့ကျုပ်တို့အခြေအနေကအေးဆေးသေးနေခွင့်မရှိရဲ့အခြေအနေမျိုးကျုပ်တို့ပြန်ခွင့်ပြုပါအောင်ဗျာ ရမ်းကောင်းတယ်ဗျာ။တန်လူကငွေကြေးလည်းပြည့်စုံတော့ဘာမှအာနာစရာမလိုဘူးပေါ့။အော်အဲ့နဲ့တန်လူကခင်းတော့လေးပါ။ဒါတော့ရ။အော်ရတုအကြောင်းပြန်ပြောသလားလို့မေးတာပါ။ခိုင်မင်းမောင်။ဘာရှောက်ပြောနေ
ဘာလဲကူတော့လုံးလုံးရတာတိတ်မဖြစ်ဘူးကွာ ဘာဖြစ်လို့လဲဟိုအလုပ်ကန်စင်မပြေလို့လား ဟုတ်ပါကွာငါဘာလို့လို့နင့်မျက်နှာဝဲနေနေလို့ပါပြီးတော့နင့်လည်းငါအရန်လွမ်းတာမသိလား ကျန်လို့ကိုတူးလို့ပါပဲကိုတူတရားမှမေ့မရဟုတ်တယ်ငါတို့လည်းငါတို့နေတိုင်းတတိယနေရပါဟာမိမရေနော်အကြည့်အောင်မကောင်းငါတို့ညစကားပြော6မိနစ်နားထောင်နေပေါ့ မဲနေရလေငါတို့ပြောရင်မဟုတ်ဘူးနဲ့အမြဲညင်းနေလို့အဲ့မှာငါတို့ကချောင်းပြီးနားထောင်ရတာပေါ့ကဲအခုကဘာပြောချင်သေးလဲ ဘာမှမပြောချင်ပါဘူးဟဲ့ငါတို့ညကအရင်လိုပဲစကားပြောနေရပဲဟုတ်တယ်မလားကိုတူ ဟုတ်သားပဲနင့်မို့ရဲ့ဟိုငါမှခင်စရာဆိုလို့ကြာညိုတယောက်တည်းရှိတာပြီးတော့ဒီတရားလုံးမှာရောကြာညိုတော့ငါ့ဘောဘယ်သူကခင်လို့တော့ ကဲပါနှင်းမုံရဲ့ငါတို့ညစကားနဲ့ပြောစရာရှိသေးလို့မလုပ်စရာရှင်တို့ပဲဆက်လုပ်လိုက်ပါနော် ကိုတူဆောရကြောင်တော့တွေ့ဖို့စုံစမ်းနေတာဘာထူးသေးလဲ ဟိုလောလောဆယ်တော့ဘာမှမထူးသေးဘူးကွာဒါပေမဲ့ငါရဲ့ကျေးဇူးရှင်ဆိုငါမတွေ့တအောင်ရှာမှာပါဟာဟောပြီးတော့သူနဲ့တွေ့ရခါကြလေနေမာထားတယ်အောင်ငါပြောလိုက်မယ်သိလား အဲ့ဒါဆိုရင်လေဟိုနောက်ထပ်တစ်ခုလောက်ထပ်မှာကြောင် ဟာခင်တော့ရဲ့နေကမှားလို့မဆုံးနိုင်တော့ဘူးလား ဟာနင်တို့လေအခုမှပဲကိစ္စအများကောင်းလို့အတွက်ပါ များကောင်းကျိုးအတွက် ဟုတ်တယ်ဟိုခင်တုံလုံးနေတဲ့ညောင်စုမှာလေတထေးရီခြုံလာတဲ့ဥရက်ခါဆိုတဲ့လူတယောက်ရှိအဲ့လူကလေနေတကာလှည့်ပြီးဓမြတိုက်နေတဲ့ဓမြကြီးပေါ့အဲ့ဒါသူ့ကိုဆုံးမပေးဖို့ဟိုဆွားကြောင်တော့ပြောရပါနော် အော်အေးငါတွေ့ရင်ပြောလိုက်ပါမယ်ဟာ ဟိုဆွားကြောင်တော့ကိုလေတခုတော့သတိပေးလိုက်အောင်နော်အဲ့ဒီဥရက်ခါစီမှာလေတိုင်းအကြော်မော်အဆောင်လျှောက်တယ်ရှိလို့လွယ်တော့မလွယ်ဘူးလို့ ဟာဟိုအဲ့လောက်ကြီးတော့ပြောစရာမလိုပါဘူးခင်ဗျရဲ့ဟိုဆော့အကြောင်းတွေကလည်းဘလို့ခက်ခဲပဲဖြစ်ဖြစ်ကြော်လာနိုင်ပါလေ ကဲပါဒီနေ့နဲ့ပြောကြပါစေ။ဟောပြောင်းမသိတော့လို့ပဲ ဟဲ့စကားပဲပြောကြတော့ဘယ်တော့ပါကြလဲ ဟုတ်တယ်နော်ဟုတ်တယ်ကဲတော့ဝါးကြဟာရှိတယ် ဟ
န်ကောင်းလိုက်ဘာကခုမှတော့ခါစားဦးရောက်လိုက်တော့လေ ငါတို့ကစားချင်လို့လာတာမဟုတ်ပါဘူးဟာနင်တို့အော်စရာကောင်းတဲ့သတင်းတစ်ခုပြောစရာရှိလို့လာတာဟာ ဘာသတင်းနဲ့လဲနေမို့ရဲ့ နင်းညလေဦးရခါတို့အိမ်ကိုစောဟာကြောင့်လည်းကဝင်ခိုးသွားတယ်တဲ့ဟာ ဟုတ်ဒီလောက်တော့ဆောင်းချက်များတဲ့ဦးရခါရဲ့ဆိုရကြောင်လည်းကဝင်ခိုးနိုင်တယ် ဟုတ်တယ်ခင်တော့ရဲ့နောင်စုကလည်းမနေ့စောကြီးပြန်လာတယ်ဦးလာမောင်ကြီးကပြောပြတာဟာအခုလေရွာထဲမှာတော့သတင်းတွေကပြန့်နေ နေကြပါဦးနေကြပါဦးဟိုဦးရခါအိမ်ဝင်ခိုးဖို့ဆိုရကြောင်နဲ့တွေ့ပြောလိုက်ပါလို့နင်ကိုတို့မှားလိုက်တယ်မလားဟုတ်လေဒါဆိုလို့ရှိရင်တော့ကိုတို့ဆိုရကြောင်နဲ့တွေ့လို့ပဲဖြစ်မယ် ငါတော့ငါတို့နဲ့စောဟာကြောင့်လည်းတွေ့တယ်လို့ပဲထင်တယ်ဟာဘာဖြစ်လို့လဲဆိုတော့နင်ကခင်တော့ငါတို့ကိုပြောပြနေတာနင်တို့လည်းကြားတာပဲ ဒီတခါကိုတို့ရွာကိုပြန်လာမှသိကြအောင်မေးကြည့်အောင်ဟဲ့နင်တို့ရွာမှာနော်အဲ့ကြောင့်ချက်မပြောနဲ့နော်အဲ့ဒါကိုတို့ဒုက္ခရောက်နေပါဦးမယ်ဟာ သူလေးနင်ပြောရနောက်ကျနေပြီလမ်းမှာဂျိုင်းနေတယ်လို့နှိမ့်မှာပြောလိုက်ပြီ ဟုတ်တယ်ကြာညွဲငါလေအဲ့ကောင်လေးအမြင်ကပ်ပြီးလန့်သွားအောင်ဆိုပြီးတော့ဟိုလေဒီတူးနဲ့စောဟာကြောင့်လည်းကအမြဲတမ်းအဆက်အသွယ်ရှိရဆိုငါပို့တော့ပြောလိုက်သေးတယ် ဖေးဟာဒုက္ခပါလေဒီမနေရာဒီပစက်ကိုငြိမ်မနေဘူး ဘုံရောကငါတို့ကိုစောကြောင်နဲ့အဆက်အသွယ်ရှိပါတယ်ကျုပ်တို့ခုလိုက်ဖမ်းပြီ မင်းကငါတို့ဘာဖြစ်လို့ဒီလောက်ဒီညှိုးနေရတာလဲဟမ် तू ကရိုးရိုးအေးလေးပါထပ်ပြီးတော့မနှိမ့်ဆက်ချင်သားမှာလေ တကြီးရတာအေးတယ်ထင်နေတာစောကြောင်နဲ့ငါတို့နဲ့အဆက်အသွယ်ရှိရဆိုတာကြာရုပ်တငယ်ချင်းနှင်းမုံကဂျာရစ်ကိုပြပြလိုက်လို့သိခဲ့ရတာဟုတ်တယ်တကြီးကဟိုညောင်စုရွာဦးရခရင်ဝင်ခိုးတဲ့ကိစ္စကလည်းငါတို့ကနေတစင်စောရကြောင်နဲ့ကိုပြောလိုက်တာတဲ့ဟိုအဲ့ဒီလိုပြောပြီးနောက်နေဝင်ခိုးတယ်ဆိုတော့ဟိုတကြီးပဲစဉ်းစားကြည့်လေ ဒါလည်းတိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်ကွာစိုးရကြောင်နဲ့ငါတူးနဲ့ဆက်သွယ်ရှိတယ်ဆိုတာကိုမသူကအထောက်ထားပြနိုင်လို့လေဟမ် တက်တယ်မပြနိုင်မယ်ငါတို့ကိုဖမ်းပြီးစစ်လိုက်လို့ရှိရင်စောကြောင်နဲ့ဘာမှရှိတယ်ဆိုတာကျင်းနေသိရပြီလေတကြီးရဲ့ ကဲမိပါပြီတဲ့ကွာမင်းကဘာလုပ်မှလဲ ဒီတခိုးကိုဖမ်းပြီးရာဇဝင်ကြီးပြန်ဆက်မှာပေါ့တကြီးရဲ့ဒီကောင်းကြောင့်ကျုပ်အဖေလည်းကုံသွားတဲ့စီးစိမ်တွေကိုပြန်ရှာနေရတာအိမ်တော့မကတ်နိုင်ဘူး စိတ်လျှော့လိုက်စမ်းမပြီးသေးရလက်နဲ့အပြည့်စုံနဲ့စစ်ပလီတွေတောင်မှစိုးရကြောင်နဲ့ကိုမိအောင်ဖမ်းနိုင်လို့လားသူတို့လက်နဲ့တွေပါသွားလို့လားတောင်မမင်းရဲဘူးအေးမင်းလိုငမုံငယူတော့လေစိုးရကြောင်နဲ့ကအရေးအယုံမပြောင်းနဲ့ဒုက္ခပေးမှစူးလို့မင်းကငါစေနာနဲ့တားနေတာ ရတယ်တကြီးမဖမ်းပေးလဲကြုံလေးကြုံဟန်နဲ့ရအောင်ဖမ်းမယ်ဒီတခိုးတော်မယ် ကျုပ်ကိုရွာထဲကိုဘာဖြစ်လို့လာမခံတာလဲရွာထဲမှာဘာဖြစ်နေလို့လဲ ရွာမှာမင်းနဲ့စောဟာကြောင်နဲ့အဆက်အသွယ်ရှိနေတယ်ဆိုတာကိုနာမည်ကြီးနေတယ်အဲ့ဒါကိုခွင့်ကောင်းပြီးတော့ပေသီးတော့မင်းကိုဒုက္ခပေးလိုက်မယ် အဖလည်းကျုပ်ကိုဒုက္ခပေးတာပြဿနာမရှိပါဘူးအဖနဲ့ကြာညိုပဲဒုက္ခပေးမှကျုပ်ကစိုးရိမ်နေတာ ကိစ္စမရှိပါဘူးအဘအသက်ကြီးပြီဆိုတော့တေရင်လည်းတေပြောပါပြီမင်းကတိုင်းပြည်နဲ့လူမျိုးအတွက်ဆက်ပြီးတော့လှုပ်ရှားရရှိသေးလို့မင်းကိုသတိပေးနေတာ ဟုတ်ကဲ့ပါအဖဟောအဖဒီမှာဟိုဥရက်ခအိမ်ကရလာတဲ့ပစ္စည်းတွေဟိုတဝက်ကိုတော့တော်လိုင်းသမားတွေအတွက်ရန်ပုံငွေကျုပ်လှူလိုက်တယ်ဟိုဒီတစ်ဝက်ကိုတော့အဖပဲယူထားပြီးတော့ဒုက္ခရောက်နေတဲ့သူတွေနဲ့နာမကျန်းဖြစ်တဲ့သူတွေစိတ်ကူကိုယူထားလိုက်ပါပါ ဒီပါကွယ်ငါအားလုံးကြည့်ပြီးတော့စီစဉ်ထားလိုက်မှာဟုတ်လား ဟောအဖကိုကျုပ်တခုပြောအောင်မယ်ကျုပ်ဥရက်ခရင်ဝင်တဲ့အချိန်မှာလေဟိုပလိတ်တွေကအစင်းသေးပုံးပြီးစောင့်နေကြတာ ဟာအဲ့ဒါသူ့တော့ကိစ္စမဖြစ်နိုင်ဘူးကွာ ဟုတ်တယ်ဗျာဒါကျုပ်ကိုတက်တက်ကြောက်ချတာပဲဟ
စောရကြောင်နဲ့ကိုသတင်းပေးပြီးတော့ဥယျာခါကြီးကိုခိုးခိုင်းတာခင်တော့ဟုတ်အဖဟုတ်ခင်တော့လည်းနည်းပါးပါးကဲခက်ကြည့်ထားအောင်နော် ဟေးငါလည်းတခုစဉ်းစားမိတယ်အဲ့ဒီခင်တုံကကြာညို့နားမှာမြဲရှိနေတာဆိုတော့ ပြဿနာဖြစ်မှာပဲကြည့်ပြီးတော့ရင်ဆိုင်တော့မယ်အဖရဲ့အခုလောလောဆယ်ကျုပ်ကြာညို့နဲ့တွေ့နေတယ်အဖရဲ့ ဟာမင်းရွာလုံးမဖြစ်သေးဘူးလေ အဲ့ဆိုလည်းအဖရဲ့အဖစီလည်းမလာဘူးရွာလည်းမလာဘူးဒါပေမဲ့လေကြာညို့လေးကိုလေခင်တော့မသိအောင်တပတ်ခါကြလို့ရှိရင်ဖះအောက်ကတော်ရရစောင့်နေမယ်လို့နော်ဗျအဲ့လိုဆက်ပြောနေတော့ဗျ ဒီလိုက အများကြီးကသူ့ကိုဘိုးစင်ကောင်ဆက်ကပိုင်ဆိုင်ခဲ့တဲ့ပြည်အများကြီးပေါ့ကျွန်တော်မိပါတယ်ပြည်အများကြီးဘုရားထာဝရထိုင်ပြီးပူဇော်နေတာဗျမဲဒါကလုံးဝပြီးသွားတယ်ကျွန်တော်ရဲ့ပြန်มาဘုရားကြီးကိုဘုရားထာဝရထည့်ပြီးပူဇော်ခြင်းနဲ့နေချက်မိစ္ဆာကိုသိသွားရင်ထာဝရတဲ့ကိုပေါ့ပြီးတော့သိကြတယ် တိကြတော့ဘူးရှိပါရဲ့ဒီလိုလုပ်ရသူတို့နိုင်ငံလွတ်လပ်ရပြီမှာဒီဗရမကြီးကိုဌာပနာထည့်ပြီးတော့ဇီရီတင်အကောင်းဆုံးပဲဗျာ ကျုပ်လက်စရတော့အဲ့ဒီလိုစဉ်းစားထားတာပဲဦးလူမောင်ကျွန်တော်သိရင်တောင်မှကျွန်တော်ဆန္ဒတွေကိုလုပ်ပြီးဖို့ကျွန်တော်သမီးလေးကိုမှားထားပြီးသားဗျာ အိုးကောင်းပြီ ဒီကြားတဲ့စောကကြောင်တဲ့ကပေါ်လာတော့ဒီဗရမကြီးကိုကျုပ်အိမ်မှာထားရမှာစိတ်မချဘူးဖြစ်နေတယ်ဦးလူမောင်ရဲ့ ကိုရွှေမားလည်းဗျာစိုးရကြောင်နဲ့ဆိုတာမတော်လောဘနဲ့ကိုယူရှာပြီးခိုးနေတာမှမဟုတ်ပဲအားလုံးသိနေကြတာပဲစိုးရကြောင်နဲ့ကိစ္စတော့စဉ်းစားကြမလို့ပါဘူးဗျာ ဒါတော့ဒါပေါ့ဗျာတတိဆိုတာပိုးလည်းမရှိဘူးဦးလူမောင်ရဲ့ဒီတော့ဆရာတော်နဲ့တိုင်ပင်ပြီးတော့တူတူတိတ်တိတ်နဲ့ဖရားတဆူတော့ကျွန်တော်အမြန်ဆုံးတည်လိုက်ခြင်းနဲ့ဦးလူမောင်ရဲ့ ကောင်းပါရဲ့ဗျာဒါတော့ခမရတဲ့ဘောပေါ့မဟုတ်လားဟောဗရမကြီးကိုပြန်သိလိုက်ပါဦးဟုတ်ကဲ့ခင်ဗျားတွေမြင်တော့ရင်မကောင်းဘူးဟုတ်လား तू ကသတင်းပေးလို့ဆိုပြီးတော့သူ့မှာပါလာတဲ့တင်ကတော့ငါ့ကိုစုချလိုက်သေးတယ်ဟာဒါပေမဲ့ငါကမယူခဲ့ပါဘူးဟာဟိုအဲ့ဒါရအရင်မကြည့်ပါဘူးကြာညွဲငါလေးနင်းနဲ့မတွေ့ရကြအောင်ဟာနေကိုရမ်းလွမ်းတာပဲသိလားကိုတူကလည်းကြာညွဲနဲ့တွေ့တိုင်းတတိရတယ်လွမ်းတယ်ဆိုရပြီးပြောနေတခြားပြောစရာမရှိတော့ဘူးရှိတာဗောကြာညွဲအရန်ချစ်တာပဲဟင်းမိစမဖြည်းဖြည်းလုပ်ပါရိုးတွေကျိုးကုန်ပါမကျိုးပါဘူးကြာညွဲကိုတူစောကြောင်တဲ့လူလေးစွမ်းတဲ့လူမျိုးနဲ့ကြာညွဲတွေ့ခုချင်လိုက်တာဟာဟိုအဲ့တော့မဖြစ်ဘူးကငါဆန္ဒအရပြောမယ်ဆိုလို့ရှင်လေနင်းနဲ့စောအကြောင်းနဲ့မတွေ့သေးချင်ဘူးဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဟာဟိုသူ့လိုအဆန်းစားရှိရလူနဲ့တွေ့လို့ရှင်ငါလိုဘာအဆန်းစားမှမရှိရသူနင်းပြစ်သွားဘလို့လို့ဘာမှမဆိုင်ပါဘူးကိုတူရဲ့အဲ့ဒီဂုံရှိန်ဝါတွေအစွမ်းဆိုင်ဆိုတာချစ်နေဘာမှမဆိုင်
ကြာညိုကတော့လေတသက်မှာတယောက်ထဲချင်မယ်ကြာညိုဘွားမှာကိုတူကလွဲပြီးတော့တခြားဘယ်သူမှမရှိစေရဘူးဆိုတာသစ္စာဆိုရင်ရုံပါတယ်ကြာညိုဟဲ့ငါလည်းနင့်ကိုချစ်လို့စားတာပါဘာမှစိတ်မစင်းနဲ့နော်နင့်ချစ်ကိုလည်းငါအကျွမ်းမဲ့ရုံပါတယ်ဟာဟုတ်ငါတို့ရေစကားကောင်းနေလိုက်တာတော်တော်ကြာနေပြီတော့ကြာတယောက်တွေ့တော့လို့ရှိရင်ငါတို့နှစ်ယောက်တော့အနေရှိနိုင်တယ်ပြန်ကြအောင်နော်ကြာညိုသဘောပေါက်ပါတယ်အခုလောက်တွေ့ရတာကိုပဲကြာညိုကျင်းတတ်ပါတယ်နောက်တည့်ရက်နေ့ရက်နေလို့ရှိရင်လာပြင်းနေရောက်တော့မှာနင်းကလည်းမစုံပြတဲ့ခါကြာရင်လေနင်လာမင်းကြီးကိုကြည့်ပြီးဟောလွှမ်းနေနော်ငါလည်းအဲ့ဒီလာမင်းကြီးကိုကြည့်ပြီးနင်ကလွှမ်းနေအတန်လေးပါပေးနေတာပါဟိုကကိုချင်းနေလေးသေးတယ်ဒီလိုချင်းစိတ်ကူးရင်မဟုတ်ဘူးဟာလွမ်းနေတာဘာမှမကြောက်ပါဘူးဒါအဲ့လိုချင်းလွမ်းဖြစ်နေရတယ်ဟာမှမကြောက်ဘူးပြောပြငါချစ်သူကလေငါရင်းများကြလို့ရှိဒါမင်းကိုချစ်လို့ငါလည်းကိုတူပါဟာဟဲ့ဘူးမဆောင်ဘူးနော်ဟဲ့ဘယ်ကြားလဲမစင်သားဘာမပါဘူးဟာလည်းတော့အားကြတယ်ဆိုလို့ရှိရင်မိမပြောလိုက်သူကနေ့တော့တင့်တော်ရဲ့ပြီးအောင်လို့ပြမှာပေါ့ဟဲ့မမအိတ်သေးလားဝိုက်ပါတော့ငါတယ်လမ်းချင်အေးပါ这种撞来撞。杨师傅没弄个酒店江江滩，这种啥事都是爸爸事情他，可哪里上嘛呢？ရပါတယ်ကျုပ်တို့ကရေးတကြီးကိစ္စရှိလို့လာတာလုပ်ပြီးမှပဲနားလို့ရပါဟိုတော့ကြီးလာပါဟုတ်လားဇီအော်ဟိုရာဇဝဲတို့ကစောဝါကျွန်တော်ကိုလာဖမ်းတာလားဟိုတခါရာဇဝဲတို့လွတ်ပေးတဲ့ငါတူးနဲ့အဲ့စောဝါကျွန်တော်တခိုးနဲ့အဆက်အသွယ်ရှိတယ်ငါတို့ကစောဝါကြောင်တဲ့ကိစ္စနဲ့လာတာမဟုတ်ဘူးဒါကြောင့် तू အဆက်အသွယ်ရှိရဆိုလဲငါတို့မဖမ်းနိုင်ဘူးဟိုဒီတခါကျင်းနေပါလေရာဇဝဲရဲ့ဟိုငါတူးဆိုတဲ့ကောင်ကိုဖမ်းပြီးတော့ဆက်လိုက်ပါမဖမ်းနိုင်လို့ပြောနေတယ်မလားတကြီးကျုပ်တို့အခုလာတာကဒီရွာမှာနေတဲ့ဥရွှေမန်းအိမ်မှာဗဒံများကြီးတစ်လုံးရှိတယ်အဲ့ဒီဗဒံများကျုပ်တို့တခင်ကြီးတွေအုပ်ချုပ်ပိုင်ဆိုင်တဲ့မြေပေါ်ကထွက်တာပြင်ကြီးတွေတက်ကိုထပ်တာအဲ့ဒါကြောင့်ဥရွှေမန်းကိုဥချက်ချင်လိုက်တာဦးရွှေမန်း
ဘာကိစ္စရှိလို့လဲခမ ्या ရဲ့မှာရှိတဲ့ဗဒိုင်းများရုပ်ကျုပ်တို့လာ ဘာပရမများကြီးလဲဗျာကျုပ်တို့ဘာပရမများမှမရှိပါဘူးဗျာ ညာအေးစစ်စစ်ထုတ်ပေးပေးပဲကျုပ်တို့တက်ချလို့တွေ့ညောက်ပုံကပ်ပြစ် ကျုပ်ဘာများမှမရှိဘူးဗျာအများတို့ကိုလည်းထုတ်ပေးစရာမရှိဘူးအဲ့ဒါမှမချင်နိုင်ဘူးဆိုရင်ပြတ်သားကြဗျာ နေရာတော့ခိုင်းတယ်ကွာ 你那老真那家，把路盘了嘞。 နေရာကတော့ရန်လို့တယ်ပုံကံမှုနဲ့ဖမ်းတာ 怕嘞，别来。 ပါထေုံခါလိုက် ဦးလူမောင်ခမရလူမဟုတ်သေးရဲ့လားဗျခမရကိုဖယားတရားလှုပ်တဲ့ကပ္ပိယကြီးဆိုပြီးတော့ယုံယုံကြည်ကြည်နဲ့ကြုတ်တိုင်ပင်ခဲ့တာအခုတော့ကျုပ်ဖယားထာပနာထဲမဲ့ဗရမယာကြီးသူတို့တိမ့်သွားပြီဗျဖေဟိုကျောင်းမှာအဲ့လိုရောက်မှကောက်ကြည့်တဲ့စိတ်မျိုးမရှိပါဘူးကိုရှင်မရဲ့ဖေဟာဖေကြံပေးပါဗျာကျောင်းခမရပရိယာကျောင်းဘယ်တော့မှမပြောဘူးဆိုတာကျောင်းတိစ္ဆာဆုံးပါနေဗျာဆုံးပါနေကိုရှင်မရဲ့ကျောင်းရောက်ပါဗျာကျောင်းရောက်တော်တော်လူမောင်ကျုပ်အိမ်မှာရှိတဲ့ဗရမယာကြီးအကြောင်းကိုအပြင်းလူသိတာဆိုလို့ခမရတယောက်ပဲရှိတာဗျခမရမပြောလို့ဘယ်လူပြောမှလဲပြောသားမဟုတ်လူရောက်မှကြီးရဲ့ဟဲ့လူတွေတိုက်တဲ့နေစမ်းဗျာအတန်ဆက်ထွက်ရင်ခမရတို့ပါဇက်တွေကိုစကားမပြောနဲ့ထုတ်ပြပါသူတို့ချုပ်ဖို့ဝါချုပ်ပဲချက်တယ်ခါရဲခုံပေါ် ချုပ်ခိုင်းတာပဲလို့喂，你。 ဟ
မေသားသူတို့တင်ရဆုံးဖတ်ပြတခါလေးပြတ်တော့ ရွာသူရွာသားတွေကိုပြောချင်တဲ့အကြောင်းอ่ะ
အင်္ဂလိပ်အစိုးရအလိုရှိနေတဲ့သောရကြောင်နဲ့ဖမ်းမိဆိုတဲ့အကြောင်းပြောချင်ပါတယ်ပြီးတော့အခုလိုမျိုးဖမ်းမိအောင်ကျမကိုပလိမင်းကြီးကဒုက္ခတွေလေးခင်သုံးဖြစ်နေဟန်ဆောင်ခိုင်းပြီးတော့ဒီတော့ပြလိုက်တယ်ကြတော့ကျမကစစ်ပလိတ်ဖုံးမတရားပါကျမသောရကြောင်နဲ့ကိုတွေ့ရဖို့အတွက်အကျဉ်းသားကြီးတယောက်ရဲ့အသက်ကိုရှင်းရရပါတယ်ကျမကြာညိုးတွေရောက်ပြီးတဲ့နောက်ပိုင်းမှာပြုတ်ဝက်ဆုံးစမ်းမှုစုံစမ်းလို့ရတဲ့စိတ်နဲ့အားလုံးကိုပလိမင်းကြီးစီစဉ်ခဲ့တယ်အဲ့မှာမမျှော်လင့်မဲနဲ့တည်ခဲ့ရတော့ရွှေမှန်အေးရဒါကြောင့်ကျမပဲအကြောင်းကြားလို့သင်ခံရတယ်ဦးရွှေမှန်တို့ဖမ်းရတာတော့ရကြောင်နဲ့လာပြောင်းထားတယ်အခုကျမတို့ပြောထားခဲ့တဲ့အတိုင်းစောရကြောင်နဲ့ရောက်လာလို့ထောင်ချောင်းနဲ့မိသားစုဟုတ်လို့ရှိရင်သူ့ကိုဘယ်လိုမှဖမ်းလို့ကျမတို့လိုချင်တဲ့စောရကြောင်နဲ့ကိုလည်းရမ များကိုလည်းရပြီဆိုတော့ရှင်းတယ်လို့ပြောတာရှိတယ်။ဆက်ကြည့်အားလုံးဟောပြေဖြောင်းတဲ့